ဂေါတမဗုဒ္ဓသည်အဘယ်သို့ပြိနိဗ္ဗာန်ဆံဝင်တော်မူခဲ့သည်နည်းတခါတုန်းကဂေါတမဗုဒ္ဓသည်တပည့်သားတန်ဃာတော်များနှင့်အတူစွန့်စားပစ်ဖိတ်ခြင်းကိုလက်ခံခဲ့သည်ထိုစွန့်စားပွဲကိုစီစဉ်သူအိမ်ရှင်သည်စွန့်ထဲတွင်အစိတ်များကိုထည့်ထားခဲ့သည်ဗုဒ္ဓသည်စွန့်ကိုတလုတ်ဖုံးပေးလိုက်သည်နှင့်စွန့်တွင်အစိတ်ပါနေသည်ကိုချက်ချင်းသိရှိသွားခဲ့သည်ထို့ကြောင့်သူသည်အိမ်ရှင်အားထိုစွန့်များကိုတပည့်တန်ဃာတော်များအားမတက်ရန်တားမြစ်လိုက်သည်ဗုဒ္ဓကအိမ်ရှင်အားတင့်ရဲ့စွန့်ကအလွန်အရသာရှိပါတယ်ငါဖျားဖုံးပေးပြီးပါပြီဒါပေမဲ့ငါရဲ့တပည့်တွေကတော့ဒီစွန့်ကိုအစာကျဉ်ညက်နိုင်မယ်မထင်ဘူးဒါကြောင့်သူတို့ကိုဒီစွန့်တွေမကပ်ပါနဲ့တော့ဟုမိန့်ကြားခဲ့သည်ဤနည်းဖြင့်ဗုဒ္ဓသည်မိမိ၏တပည့်များကိုအစိတ်ရှိသောစွန့်ပေးမှကာကွယ်ပေးခဲ့သည်အစိတ်ရှိသောစွန့်သည်ခန္ဓာကိုယ်ထဲသို့ရောက်ရှိသွားပြီးနောက်ဗုဒ္ဓ၏ကျမ်းမာရေးအခြေအနေမှာဆိုးရွားလာပြီးမြေပြင်ပေါ်တွင်လဲလျောင်းတော်မူခဲ့ရသည့်ထို့သောအခြေအနေတွင်ဗုဒ္ဓ၏နောက်ဆုံးသာသနာအဆုံးအမဩဝါဒကိုနားကြားရန်တပည့်တော်ကအားလုံးအနာသို့စုယုံရောက်ရှိလာကြသည်ဗုဒ္ဓသည်ထိုနေရာမှထွက်နိုင်ခြင်းမရှိတော့သဖြင့်ဥကောင်းတော်ကိုတစ်ဖက်သို့မိလျက်လဲလျောင်းရင်းတရားတော်များကိုဟောကြားတော်မူခဲ့သည်ဗုဒ္ဓ၏ဤကဲ့သို့လဲလျောင်းတော်မူနေသောပုံစံတော်ကိုယနေ့တိုင်မဟာပရိနိဗ္ဗာန်ပုံတော်ဟုခေါ်ဆိုကြသည်ဗုဒ္ဓသည်သူ၏နောက်ဆုံးသတင်းစကားအဖြစ်အတ္တိပါဝိဟယထအပတိဘောဘဝဟုမိန့်ကြားခဲ့သည်ယင်း၏အတိပ္ပယ်မှာမိမိကိုယ်ကိုမိရှုတဆောင်စီမီအဖြစ်ပြုလုပ်ကြလောဟုဆိုလိုခြင်းဖြစ်သည်ဆိုလိုသည်မှာလူသားတိုင်းသည်မိမိဘဝလွတ်မြောက်မှုကိုမိမိကိုယ်တိုင်သာကြိုးစားအားထုတ်ရမည်ဖြစ်သည်ထို့နောက်တွင်မြတ်စွာဘုရားရှင်သည်ပြိဋိဘံဆံဝင်တော်မူခဲ့ပါသည်တငယ်ချင်းတို့ရေခမတ်မှာနမောဗုဒ္ဓရဲ့နမောဗုဒ္ဓလို့ရေးသားပူဇော်ခဲ့ကြရအောင်